ကဲ2D 3D เนาะကလင်နာဆိုင်နေเนาะကျွန်တော်ကလင်နာဆိုင်နေရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါပဲเนาะဒီနေ့က31ရက်5လ2025ဒီနေ့မေလကုန်ပြီမနက်ဖြန်ကဂျွန်လရောက်ပြီเนาะဂျွန်လ1ရက်6လ2025အဲဂျွန်လ1ရက်နေ့မှာထွက်မယ်เนาะဂျွန်လ1ရက်နေ့ညနေ3:30မှာထွက်မယ် 3D အတွက်ကိုကျွန်တော်ဒါမိတ်ဆွေများအတွက်เนาะမိတ်ဆွေများဝင်ငွေတိုးပွားဖို့ရရှေ့ထားပြီးတော့ကျွန်တော်เนาะဒါဗီဒီယိုဖိုင်လေးတင်ပြရခြင်းဖြစ်ပါတယ်เนาะကဲကိုမိတ်ဆွေဗီဒီယိုဖိုင်ရရှေ့သွားလို့လည်းမဖြစ်ဘူးเนาะဗီဒီယိုဖိုင်ရှေ့လို့ရှိရင်လည်းကကြည့်ရလို့ပြင်းတယ်เนาะကျွန်တော်အားကြောင့်ကိုမိတ်ဆွေတို့ခက်မဲ့မြန်လေးပဲမိတ်ဆွေတို့ကိုကျွန်တော်ခက်မဲ့မြန်လေးပဲပြပြမှာဖြစ်ပါတယ်เนาะကျွန်တော်နှစ်ခါတော့ပြန်မပြဘူးเนาะတစ်ခါပဲပြမယ်အဲ့ဒီတစ်ခါပြတဲ့ဟာကိုမိတ်ဆွေများကနေပြီးတော့เนาะဟိုတကယ်လို့များဟိုတစ်ခေါက်ကြည့်ပြီးတော့နားမလဲနောက်နှစ်ခေါက်ပြန်ကြည့်ပါဗျာเนาะဘာလို့ဆိုတော့ဗီဒီယိုဖိုင်ကရှည်သွားမှာဆိုလို့ကျွန်တော်တစ်ခေါက်ပဲပြမယ်เนาะဟုတ်ပြီเนาะဗီဒီယိုဖိုင်ရှည်သွားလို့ကျွန်တော်တစ်ခေါက်ပဲပြမယ်ဟုတ်ကဲ့ဟုတ်ပြီကဲမိတ်ဆွေများအားလုံးပဲเนาะကဲကျွန်တော်ဒီမှာเนาะကျွန်တော်နှစ်ခွန်းနဲ့အထောက်နဲ့ပဲကျွန်တော်သွားမယ်เนาะနှစ်ခွန်းနဲ့အထောက်ဒီတဲ့နှစ်ခွန်းနှစ်ဒီတဲ့ဒီမှာကလင်နာမှာအားလုံးပေါင်း4ချိန်ရှိပါတယ်เนาะ4ချိန်ရှိပါတယ်ဒီမှာ2ခွန်းနဲ့တစ်ချိန်เนาะဒီမှာ2ခွန်းနဲ့ဆိုရဲကဏ္ဍတစ်ချိန်เนาะဒီမှာ2ခွန်းနဲ့ဆိုရဲကဏ္ဍတစ်ချိန်เนาะနောက်ပြီးတော့ဒီမှာ2ခွန်းနဲ့ဆိုရဲကဏ္ဍတစ်ချိန်ဒီမှာ2ခွန်းနဲ့ဆိုရဲကဏ္ဍတစ်ချိန်เนาะဟုတ်ပြီအားလုံးပေါင်း4ချိန်ရှိပါတယ်เนาะအဲ့4ချိန်ရဲ့အထောက်နဲ့ပဲကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်เนาะဟုတ်ပြီကဲမိတ်ဆွေများစပြီးတော့ကြည့်လိုက်ပါเนาะဟုတ်ပြီเนาะစပြီးကြည့်လိုက်ပါဒီမှာပထမဦးဆုံးနှစ်ခွန်နှစ်မှာဆိုရင်တဲ့เนาะနှစ်ခွန်နှစ်ကဒီဘက်တစ်နှစ်ကျော်မှာဘာကြလဲဆိုတော့496ဒီဘယ်ကလာလဲဆိုလို့ရှိရင်သူကကျွန်တော်တို့ဒီနှစ်ခွန်နှစ်နဲ့ဒီနှစ်ခွန်နှစ်ဘေးကနေပြီးတော့အပေါ်ရှည်တက်လိုက်မယ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်မှာထိပ်စီးရဲ့အလဲတိုင်းရဲ့64အဲ64ဒီတဲ့အဲ64ဒီ46ဆိုပြီးတော့ပြန်တယ်46ပြန်ပြီးတော့ဒီမှာ4ထိပ်စီး6နောက်ပိတ်ဆိုပြီးတော့လာခွာသွားတယ်เนาะနောက်ကထပ်ပြောမယ်နှစ်ခွန်နှစ်ဘေးကနေပြီးတော့ရေးကြည့်လိုက်ပါတပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်အဲ9ပင်ကထိပ်စီးအကုန်လုံးမျိုးသုံးလုံးသုံးမျိုးအရှင်းနှလုံးမယူမယ်အလဲတိုင်းထိပ်စီးရဲ့အလဲတိုင်းရဲ့နော်64အဲ့64ဒီရဲ့46ဆိုပြီးတော့အာပြီးတော့တဲ့ဒီမှာကျွန်တော်တို့က4ထိပ်စီ6နောက်ပိတ်ဆိုပြီးတော့လာခွသွားတယ်တဲ့နော်ဟုတ်ပြီနော်ဒါတစ်ချိန်နောက်ဒုတိယအကတ်မှာကြတော့ဒုတိယအကတ်မှာလည်းအဲ့လိုပဲဒီမှာ2ခွန်နဲ့ကြာတယ်နော်ဒီမှာ860ဒီဘယ်ကလာလဲဆိုလို့ရှိရင်2ခွန်နဲ့ဘေးကနေပြီးတော့ရေးမယ်အပေါ်ရေးမယ်တပင်2ပင်3ပင်4ပင်5ပင်5ပင်မှာတဲ့ထိပ်စီရဲ့အလဲတိုင်းရဲ့38ဒီတဲ့83ညလို့အာပြီးတော့တဲ့ဓမ္မ8တိစီ3ညနောက်ပိတ်လာကြတော့တယ်เนาะဒါဒုတိယအကတ်เนาะနောက်ပြီးတော့ကျွန်တော်တို့တတိယအကတ်လာပါမယ်เนาะတတိယအကတ်လာပြီเนาะတတိယအကတ်မှာလည်းဒီလိုပဲတဲ့เนาะနှစ်ခွန်နှစ်ကဲဒီနေ့ကျော်မှာ3ည1ကိုဆိုတဲ့ခဏအဲ့3ည1ကိုမှာကျွန်တော်ပေါက်ပါတယ်เนาะကျွန်တော်မိတ်ဆွေလည်းရှို့3-4ရောက်ပေါက်ကြပါတယ်ကျွန်တော်လည်းပေါက်တယ်အဲ့တော့เนาะကျွန်တော်လည်းအဲ့တော့9000ကိုလာပေါက်တော့ခင်ဗျเนาะအဲ့လိုဒီ3ည1ဒီတဲ့ဘယ်လိုလာလဲဆိုရှင်နှစ်ခွန်နဲ့ဘေးကနေပြီးရေးကြည့်လိုက်မယ်တပင်2ပင်3ပင်4ပင်5ပင်မှာတဲ့6ထိပ်စီ3ညအလဲတိုင်းဒီ6 3ညကိုအာပြီးတော့3ည6ဆိုပြီးတော့ဒီမှာ3ညထိပ်စီ6နောက်ပိတ်ဆိုပြီးတော့ကြာပါတယ်တဲ့เนาะဟုတ်ပြီဒါကျွန်တော်တို့ဒါအဲ့ဒါတတိယအကတ်เนาะဒီမှာစတုထအကတ်လာပြီကျွန်တော်ဒီမှာ2ခွန်နှစ်ကြာပြီကျွန်တော်ဒီမှာကြာမယ်ကနန်းဒီမှာကြာမယ်ကနန်းဒီတဲ့เนาะဘာလာမလဲဆိုလို့ရှိရင်ဒီမှာ2ခွန်နှစ်ရဲ့ဘေးကနေပြီးတော့ရေးမယ်တပင်2ပင်3ပင်4ပင်5ပင်မှာ4 8 1ဆိုတဲ့ကနန်းအဲ့တရားကျွန်တော်တို့က4ထိပ်စီးရဲ့8အလဲတိုင်းရဲ့ယူမယ်4 8ကိုเนาะ8 4ဆိုပြီးကျွန်တော်တို့ကပြန်ပြီးလို့ရှိရင်ဘာဖြစ်လို့ဆိုတော့ဒီမှာ8ထိပ်စီးเนาะ8ဒီထိပ်เนาะ8ဒီထိပ်เนาะဟုတ်ပြီ4ဒီအနောက်8ဒီထိပ်4ဒီအနောက်တဲ့ကျွန်တော်တို့ကဟုတ်ပြီ
ရှစ်ထိပ်စီလေးနောက်ရှစ်ထိပ်စီနဲ့လေးနောက်ပိတ်တော့ရပြီအလဲတိုင်းတော့မရသေးဘူးနော်အလဲတိုင်းကတော့မရသေးဘူးဒါပေမဲ့အလဲတိုင်းကိုကျွန်တော်တို့ဘယ်လိုများတွားကြည့်ရင်လဲဆိုလို့ရှိရင်တော့အလဲတိုင်းကိုကျွန်တော်တို့ဘယ်လိုကြည့်ရင်လဲဆိုတော့ဒီမှာပထမဆုံးတစ်ကတ်မှာဆိုလို့ရှိရင်တဲ့ဒီနှစ်ခွန်နဲ့ဒီနှစ်ခွန်နဲ့တနေ့ကျော်မှာ496ကြာတယ်496ကြာမှာ4ဒီနှစ်ခွန်နဲ့496ရဲ့ဇောင်းအပေါ်ဒီပြင်မှာ124ဆိုတဲ့ကဏ္ဍရှိတယ်အဲ124ဆိုတဲ့ကဏ္ဍကိုတဲ့နော်နောက်ပိတ်နှလုံးပေါင်းခြင်းနှစ်က4ရဲ့နှလုံးပေါင်းခြင်းဒီ6အဲ6ဒီဒီမှာ6ဘိုင်းလို့လာကြတယ်တဲ့နော်အဲ6ဒီ6ဘိုင်းလို့လာကြတယ်နော်နောက်ပြီးတော့တဲ့သူက6ဘိုင်းလို့လာကြတော့ဒီမှာ6ဘိုင်းတစ်လုံးပါတယ်နော်နောက်ပြီးတော့လည်းကျွန်တော်တို့ဒီမှာကြားမှကဏ္ဍနှစ်ခုနှစ်ကတနေ့ကျော်မှာ496ကအပေါ်နှစ်ပင်ကိုကြည့်လိုက်ပါနော်အပေါ်နှစ်ပင်ကိုကြည့်လိုက်မယ်ဆိုရင်အလဲတိုင်းတွေကိုကြည့်လိုက်အလဲတိုင်းကိုကြည့်ရရင်ခွန်ရယ်9ရရှိတယ်အဲ့ခွန်9ဒီတဲ့ဒီမှာပရိတ်ခွန်ပရိတ်တော့မဟုတ်9ပရိတ်နော်ဒီနှလုံးပေါင်း6ကလည်း6ပိုင်းရှိတယ်ခွန်ပရိတ်တော့မဟုတ်9ပရိတ်ကလည်းကြားတယ်၄တွေဒီ6နောက်ပိတ်နဲ့ခွန်ပရိတ်တော့မဟုတ်9ပရိတ်နော်ဒါကပထမအကတ်နော်နောက်ဒုတိယအကတ်မှာလည်းအဲ့လိုပဲတဲ့နော်ဒုတိယအကတ်မှာလည်း2ခုနှစ်ကြားတယ်ကြားပြီးရင်ဒီမှာကျွန်တော်တို့ရှိလေးစီ3ညနောက်ပိတ်နော်ကြားတယ်ကြားပြီးလို့ရှိရင်တဲ့သူတို့ရဲ့ဇောင်းအပေါ်ထဲမှာရှိတဲ့991ဆိုတဲ့ခဏကိုကျွန်တော်တို့နောက်ပိတ်နှလုံးပေါင်းမယ်3ညအဲ့3ညပြီတဲ့ဒီမှာ3ညပိုင်းဖြစ်လာကြပြီတဲ့နော်3ညပိုင်းဖြစ်လာကြပြီတဲ့အဲ့လာကိုလည်းယူမယ်နောက်ပြီးတော့ကျွန်တော်တို့ကဒီမှာလည်းသူ့ရဲ့အပေါ်မှာအလဲတိုင်းဒီ4လဲတိုင်းရှိတယ်1လဲတိုင်းရှိတယ်ဒီနှစ်ပင်မှာ4တစ်ပရိတ်နဲ့တွားတယ်တဲ့နော်4ပရိတ်သုံးဖို့1ပရိတ်ကြာပြီးပါတယ်တဲ့နော်ဟုတ်ပြီနောက်တော့မယ်နော်နောက်ဒီမှာဆိုလို့ရှိရင်ဒီမှာ2ခုနဲ့ကြာတယ်သူရဲ့ဒီမှာတစ်နှစ်ကျော်မှာ3ည1ကိုကြာတယ်3ည1ကိုဘယ်လိုလာလဲဆိုတော့ဒီမှာ2ခုနဲ့ပေးရနေပြီးတော့တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်5ချိန်က9 3ညပြီးအာပြီးတော့3ည9ဆိုပြီးတော့3ညတစ်ချိန်နဲ့9နောက်ပိတ်နဲ့ကြာတယ်အဲ့ဒါကမှကျွန်တော်တို့ကဒီမှာဇောင်းမှာကြည့်လိုက်မယ်ဆိုရင်919ဆိုတဲ့ခဏရှိတယ်အဲ့919ကို1အလဲတိုင်းရဲ့9နောက်ပိတ်နဲ့နှလုံးပေါက်လိုက်ရင်3ညဒီဒီမှာဘိုင်ဖြစ်လာကြပြီနော်3ညဒီဘိုင်ဖြစ်လာကြပြီနောက်ပြီးတော့ကျွန်တော်တို့အပေါ်နှစ်ပင်ကခဏတည်လေနော်ဒီမှာအလဲတိုင်းဒီ3ညအလဲတိုင်း3ညအလဲတိုင်းဖြစ်လို့3ညပလိ3ည1ကိုအမှကျွန်တော်9000ကိုပေါက်ခဲ့ပါတယ်နော်ဟုတ်နောက်ပြီးတော့ဒီမှာနောက်ဟိုကျွန်တော်တို့အပတ်လာပြီဒီမှာ2ခုနဲ့နော်နှစ်ခွန်နဲ့လာပြီးဆိုနှစ်ခွန်နဲ့ဒီမှာကြားမယ်ကောင်ဒီစောစောကကျွန်တော်တို့ဖမ်းထားတာဒီရှစ်လေးစီလေးနောက်ဝေးဖမ်းထားတယ်နော်ရှစ်လေးစီလေးနောက်ဝေးဖမ်းထားတယ်နောက်ပြီးတော့ကျွန်တော်တို့သူ့ရဲ့ဇောင်းကအပေါ်ကခဏန်းကအလဲတိုင်းရဲ့နောက်ပိတ်ကယူမယ်93ညအဲ93ညနှလုံးပေါင်းရင်9ဒီ9ပိုင်း9ဒီ9ပိုင်းဆိုတော့ဟုတ်ပြီကျွန်တော်တို့ကရှစ်ထိပ်စီလေးနောက်ပိတ်နဲ့အလဲကောင်မှာ9ထည့်လိုက်ရှစ်9လေးဆိုတော့ခဏန်းတစ်ခုထွက်လာမယ်နော်နောက်ပြီးတော့ကျွန်တော်တို့ကဒီမှာဒီအခုကြားမယ်ကနန်းရင်အပေါ်နှစ်ပင်ကအလဲတိုင်းယူလိုက်ရှစ်အလဲတိုင်း3ညအလဲတိုင်းဆိုတော့ရှစ်ပရိတ်နဲ့3ညပရိတ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရှင်ရှစ်လေးအခွာရှိမယ်နော်ဆိုတော့အခုကျွန်တော်ကြည့်ရတာရှစ်လေးအခွာရှိမယ်နော်အပေါ်ကရှစ်ပရိတ်ဆိုလို့ရှိရင်ရှစ်ပရိတ်ဆိုလို့ရှိရင်အပေါ်မှာပါထည့်မယ်အလဲကောင်မှာ6ထည့်မှရမယ်864ဆိုတဲ့ကနန်းဖြစ်မှရှစ်ပရိတ်ဖြစ်မယ်နောက်ပြီးတော့3ညပရိတ်3ညပိတ်ကြတော့8ကလေးရဲ့နှလုံးပေါင်းခြင်းနှစ်ကို3ညဖြစ်အောင်ဆို8ပဲထည့်ပေါင်းပါမယ်เนาะအားကြောင့်ကို864ရဲ့884ရဲ့เนาะဒါဒီအပေါ်ကဒီကောင်က8ပိတ်ဒီကောင်က3ညပိတ်ဒီကောင်ကဆိုတော့9ပိုင်းကို9ပိုင်းထည့်ထားတော့894เนาะကဏ္ဍ3ကထွက်ပါမယ်894 884 864เนาะကျွန်တော်တို့ဒီ3ဘက်ကိုတင်ထိုးပါတယ်နောက်ဒါပေမဲ့ကျွန်တော်က8လေးစီ4နောက်ပိတ်ကိုကြိုက်လို့တခြားဟာလေးလည်းကျွန်တော်ကဟိုဘယ်လိုခေါ်မလဲဆိုတော့တခြား break တွေကလည်းရှိတယ်တခြားဟာတွေလည်းရှိနေတဲ့အတွက်ကြောင့်မို့ကျွန်တော်ကရှစ်ထိပ်စီးနဲ့၄နောက်ပိတ်ကိုကျွန်တော်အလဲတိုင်းအောင် CD ဆွဲချပါတယ်နော်အလဲတိုင်းအောင် CD ဆွဲချပြီးတော့မှတော့အလဲတိုင်းအောင် CD ဆွဲချပြီးတော့ဆော့က၃ဘက်ကိုကျွန်တော်ကကဲမိတ်ဆွေများကိုเนาะကျွန်တော်ပြောချင်တာကမိတ်ဆွေများကိုเนาะကျွန်တော်ပြောချင်တာကမိတ်ဆွေများဒါကကျွန်တော်က 3D ပြပေးတာเนาะ2D ကစားခြင်းနဲ့2D ကစားခြင်းနဲ့မိတ်ဆွေတွေကဒီမှာ 2D ကစားခြင်းနဲ့မိတ်ဆွေတွေကကျွန်တော်ရဲ့ Telegram channel ရှိပါတယ်เนาะကဲမိတ်ဆွေများเนาะကဲ 2D เนาะ 2D ဝါသနာရှင်เนาะ 2D ဝါသနာရှင်မိတ်ဆွေများကเนาะကျွန်တော်ရဲ့ Telegram channel ကိုเนาะ join ထားခြင်းလို့ရှိရင်เนาะဒီကျွန်တော်ရဲ့ဒီ YouTube channel ဒီ 2D ကိုဆိုင်နေရဲ့
ကိုဆိုင်နေရဲ့ channel နေရာကိုနှိပ်လိုက်ပြီဆိုရှင်ဒီမှာဒီနေရာလေးမှာကျွန်တော် t.me/ နော် calendar 2d 3d ကိုဆိုင်နေဆိုပြီးတော့ link လေးရှိပါတယ်เนาะအဲ့ link လေးကိုเนาะဒီ link လေးကိုဒီမှာနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီ link လေးကိုနှိပ်လိုက်မယ်အဲ့ link လေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်ရဲ့ Telegram channel ကိုတန်းပြီးတော့ရောက်ပါတယ်เนาะကဲမျိုးဆွေများအားလုံးပဲเนาะအဲ့ link လေးကိုနှိပ်လိုက်လို့ရှိရင်နော်အဲ့လိုလေးကိုနှိပ်လိုက်ရင်ကျွန်တော်ရဲ့ Telegram channel ကိုတန်းပြီးတော့ရောက်ပါတယ်နော်ဒီမှာဆိုရင်ကြာနော်တန်းပြီးရောက်ပါတယ်နော်ဒီမှာခဏလေးစောင့်ပြလိုက်ပါနော်ဒီမှာကျွန်တော်ရဲ့ Telegram channel ကိုဒီမှာတန်းပြီးတော့ရောက်ပါတယ်နော်ဟုတ်တယ်နော်ဟုတ်ပြီနော်မိတ်ဆွေများအားလုံးဒီ channel မှာဆိုလို့ရှိရင်ကျွန်တော်နေ့စဉ်ဝမ်းချင်းတွေတင်ပေးတယ်နော်ဝမ်းချင်းတွေတင်ပေးတယ်နောက်ပြီးတော့တပတ်စာမွေရမယ့်ဟာတွေတင်ပေးတယ်ပြီးတဲ့အပတ်ကဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေအယောက်အလုံးပေါင်း20 30လောက်ရှိမယ်ဗျနော်ကျွန်တော်အဲ့လူတွေကိုနော်တကောက်ကောင်းမွေးကနန်းကျွန်တော်ရောင်းပေးတယ်တကောက်ကောင်းမွေးကနန်းရောင်းပေးတာဒီမှာထွက်သွားတာ9နှစ်နော်9နှစ်ကိုကျွန်တော်သူတို့ကိုကျွန်တော် site နဲ့ပါပို့ပေးတာပါနော်9နှစ်ကိုကျွန်တော်ဒီမှာကျွန်တော်ပြီးခဲ့တဲ့အပတ်တင်းကိုတွေကသူတို့ကိုဒီမှာလို့ရှိရင်တန်ဖိုး1000ကျပ်နဲ့เนาะငွေကနန်းတကောက်ကောင်းဒီမှာတကောက်ကောင်းလိုချင်သူများဒီမှာလာနှိပ်ပါဆိုပြီးเนาะကျွန်တော်တင်ပေးရတာရှိတယ်တကောက်ကောင်းတွေလည်းအဲ့တုန်းကတော့ကျွန်တော်တို့ကအင်္ဂါမကျော်လို့မှန်းထားပဲဆိုရင်မဲ့เนาะပြီးခဲ့တဲ့အပတ်ကြာသပတေးနေ့မှာเนาะ29ဆိုပြီးတော့ထွက်သွားပါတယ်เนาะဒါဒီမှာကျွန်တော်ဒါ29เนาะဒါဒီမှာတင်ပေးထားပါတယ်เนาะဒီမှာ29ကိုနှစ်အားတင်ပေးထားပါတယ်เนาะနောက်ပြီးတော့ဒီမှာလည်းကျွန်တော်ကနေ့စဉ်ကျွန်တော်ဒီမှာဝမ်းချင်းတွေလည်းကျွန်တော်ဝမ်းချင်း site ကလေးတွေနဲ့ကျွန်တော်တင်ပေးထားပါတယ်เนาะဒါကြောင့်မို့ဒူးဒီဝါသနာရှင်မိတ်ဆွေများကကျွန်တော်ကဒီ YouTube မှာကျွန်တော်ဒူးဒီလုံးဝမတင်ပါဘူးเนาะကျွန်တော်ဒူးဒီကို Telegram channel မှာပဲတင်ပါတယ်เนาะဒူးဒီဝမ်းချင်းတွေเนาะဒူးဒီမွေးကနန်းတွေကြည့်ကျင်တဲ့မိတ်ဆွေတွေကကျွန်တော်ရဲ့ Telegram channel ကိုလာရောက်ပြီးတော့ join ထားနိုင်ပါတယ်เนาะကဲအားလုံးပဲမိတ်ဆွေများမနက်ဖြန်ကတရက်6လ2025ခုနှစ်เนาะညနေ3:30မှာเนาะငွေတို့ကြီးပိုက်ပြီးတော့အောင်မြင်ရပါစေဗျာเนาะအားလုံးမတက်တာပါเนาะ